ဝါမဝင်ခင်အမိအဲ့မဲ့အိမ်လေးတွေကတစ်လုံးပေါ့ခင်ဗျာသိမကြခင်အငံကောင်းမဲ့အိမ်လေးပေါ့နော်ဒါလေးက30ပေ40ပေပေါ်မှာတိဆောက်ထားတာနှစ်ခက်ပေါ့နော်နှစ်ခက်ကိုအာရှိနဲ့ပဲတိဆောက်ထားတာပေါ့နော်သူကအောက်ခက်မှာကဆိုင်ကန်းဖွင့်မဲ့နေရာလေးရောဒီဘက်မှာကားကိုတောင်လေးရောပါတယ်ဒါကတော့ဆိုင်ကန်းဖွင့်မဲ့အဲကန်ကိုမျိုးသဘောမျိုးနေရာပေါ့နော်ပြီးရင်အဲ့ဒီနောက်မှာတော့ကျွန်တော်တို့ကဟိုပါတယ်ဒီမိဘငယ်ခမင်းခါကန်းပါမယ်ပြီးရင်မာရှာဘယ်ရိုကြီးအခန်းပါမယ်ပေါ့နော်ပြီးရင်အဲ့ရငယ်ကျွန်တော်တို့အပေါ်ကတ်ကြိုက်မယ်ဆိုရင်ကျွန်တော်တို့အခန်းမာရှာဘယ်ရိုအကြီးအခန်းပါတယ်မာရှာဘယ်ရိုနောက်အခန်းပါတယ်ဖျားခန်းပါတယ်ပေါ့နော်အပေါ်လုံးကတ်ကတော့ကျွန်တော်တို့ကလေးကမိုးနဲ့အခန်းဟောခန်းလေးတစ်ခန်းယူထားရပေါ့နော်ဒါမျိုးလေးပဲခင်ဗျလက်ရှိကတော့သူကပါကေးခင်းပြီးနေပြီအလူမီနီယံနေကပ်ပြီးပြီကျွန်တော်တို့တော်တော်မြောက်ပြီးနေပြီပဲပြောရမယ်ပေါ့ကျွန်တော်တို့ဖျားကျောင်းအောင်နေပါကြီးကစားကျွန်တော်တို့ကဆန်မိုက်ဖိုင်ချာကြီးပြုတ်လုပ်ပေးနေတာဖြစ်ပါတယ်